တုံဆိုရင်တော့ attention တော့မပေးဘူးဒါပေမဲ့ဘယ်လိုပြောမလဲဟိုနည်းနည်းလေးပျော်သွားအောင်မလို့တစ်ခုနှစ်ခုလောက်တော့ပြောပေးလိုက်မယ်ဆိုတော့ဘာလဲဆိုလို့ရှိရင်ဒီအောက်မှာမှတ်ထားတဲ့ comment လေးပေါ့နော် comment လေးတစ်ချက်ကြည့်ကြည့်ရအောင်ဘယ်ကပေါ်လာတဲ့ကလေးတွေတော့မသိဘူး bro ရေးတယ်ကျွန်တော်တို့ဘာတွေလိုရလဲကျွန်တော်ဖွဲ့သားတွေသိရဆိုတော့တေးကြတာကတော့ဟို AI animation လောက်ထားတဲ့အဖွဲ့အဖြစ်မယ်တင်တယ်ပြောရဆိုရင် AI animation ဆိုပြီးတော့နာမည်တက်ထားတဲ့ AI video လောက်ထားတဲ့အဖွဲ့အဖြစ်မယ်တင်တယ်ဆိုတော့သိရနော်သင်ပေးမယ်ပြောအောင် brother လို့သူများ video တွေနဲ့ view ရှာနေတာမဟုတ်ဘူးဆိုတော့ပြောချင်တာကဟိုသူများ video လို့ပြောအောင်လဲပောက်ကရ video တွေမဟုတ်ဘူးကိုယ်နယ်ပယ်ဘက်မှာကိုယ်နယ်ပယ်နဲ့သက်ဆိုင်တဲ့ video ပေါ့နော်ဆိုတော့သူတို့လိုမျိုးပောက်ကရ video တွေနဲ့ဟိုနယ်ပယ်တွေရောရှက်ပြီးတော့မှview ရှာတာမဟုတ်ဘူးကွာသိရမလား animation နဲ့ AI ဆိုတာ line မှမသက်ဆိုင်တဲ့ဟာပြောမယ်ဆိုရင် animation ဆိုတာကဘောပင်ကိုကင်ပြီးတော့ငါတို့ဆွဲရတဲ့ပုံစံမျိုးကွာ typing ရိုက်တာကိုငါတို့ animation လို့မခေါ်မင်း typing ရိုက်နေတဲ့ဟာကြီးကိုဒီကောင် animation လုပ်နေတယ်ဆိုပြီးတော့မင်းဘယ်ကောင်ကပြောလဲယူနေလားဟုတ်လားစာရွက်တရွက်ချင်းစီပုံဆွဲပြီးတော့ဆွဲတာကိုပဲမင်းတို့ animation ဆိုပြီးတော့ခေါ်ကြတာဟိုအရင်ကတည်းကမှပြောမယ်ဆိုရင်ဟိုးအရင်စပြီးပေါ်လာကြရမှသူ့နာမည်နဲ့ animation ဆိုတဲ့အရာပါလဲဆိုတာသတ်မှတ်ပြီးသားကီးဘုတ်ကြီးမှာလေကတိုင်ပင်ကြီးရိုက်နေတာငါတို့ animation တော့မကောက်ဘူးဆိုတော့အမှန်တရားကိုတော့လက်ခံရမယ်သိရမလားဒါကတော့ငါအမှန်တရားပြောတာကွာဆိုတော့အမှန်တရားလေးကတော့လက်ခံရတော့ပို့ပြီးတော့အဆင်ပြေတာပေါ့သိရမလားနှုံးနှစ်ဖက်လေးပူအဆင်ပြေတာပေါ့ကြည့်အောင်နဲ့ကျွန်တော်ဖြော်ပြေးရေးလုပ်နေတာโอเคဟုတ်ပြီအဲ့ဒါကတော့ဖြော်ပြေးလို့တော့မှတ်လို့တော့ရပါတယ်ဖြော်ပြေးလို့တော့မှတ်လို့တော့ရပါတယ်ဒါပေမဲ့သုံးနေတဲ့မှာမြန်မာ animation ဆိုပြီးတော့နာမည်မတက်နဲ့ဘာလို့နာမည်မတက်ခိုင်းတာလဲဆိုတော့ဒီ YouTube ဆိုတဲ့ဟာက platform ကမြန်မာတခုတည်းမဟုတ်ပဲねမင်းတို့ animation ဆိုတဲ့စလုံးပါသွားပြီဆိုကြတဲ့က YouTube မှာအဲ animation ဆိုတဲ့အပိုင်းကဏ္ဍတွေမှာငါတို့အများကြီးရှိတယ်ဆိုတော့အဲ့မှာဗာလဲဆိုတော့ဒီဂျပန်ဘက်လဲမင်းတို့ဗီဒီယိုကရောက်လာတာရောက်လာတဲ့အခါဘာဖြစ်လဲဆိုတော့ငါတို့ဒီအလုပ်ထဲမှာအလုပ်လုပ်နေတဲ့ animation artist တွေပုံစံမျိုးတွေရှိတယ်ဆိုတော့သူတို့ကကြီးတဲ့အခါမှာမြန်မာနိုင်ငံက animation ကဒါကြီးလားဒါတွေကိုမြန်မာ animation လို့ခေါ်ရလားလို့ပြောတဲ့အခါမှာငါတို့ရဲ့အတွက်ကတိတ်အဆင်မပြေဘူးအဲ့တော့မင်းတို့ကောင်တွေနေပယ်မရောတာမင်းတို့ကောင်တွေကရောတာဆိုတော့ငါက reaction လုပ်တယ်ငါ reaction ပြောတယ်ဆိုတာကငါနယ်ပယ်ပိုင်းမှာငါကန်နဲ့ငါအတူငါပြောတာဆိုတော့နယ်ပယ်ရောပြီးတော့မင်းတို့လိုကြော်လာပြီးပောက်ခရလောက်တာမဟုတ်ဘူးသဘောပေါက်လားဆိုတော့ကြည်အဆင်ပြေပါစေလို့ဆုတောင်းတယ်တဲ့ brother တင်ပေးအောင် brother ထက်နှစ်ဆတက်တယ်နော် brother ထက်နှစ်ဆတက်တယ်နော်ဆိုလို့ရှိရင်ငါလုပ်တဲ့ပုံစံအတိုင်းလုပ်ပြီးတော့မင်းဖန်တီးပြငါလုပ်တဲ့ပုံစံအတိုင်းမင်းခဲတန်းကိုကင်ပြီးတော့မင်း animation ဖန်တီးပြငါထက်နှစ်ဆတက်တယ်ဆိုရင်ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ငါလုံးဝ support ပေးမယ်ကြာရခိုင်နှုံးထပ်ပို့ပြီးတော့ million ရခိုင်နှုံးလောက်ကိုငါ support ပေးလို့ရတယ်မင်းတို့တကယ်ဒါကတော့ animation AI နဲ့လုပ်ထားတဲ့ဟာကတော့မလွယ်ဘူးဆိုတာလည်းငါလည်းသိတယ်ခက်ခဲဆိုတာလည်းငါလည်းသိတယ်မင်းတို့ဒီ video edit လုပ်ရတာတွေဖြတ်ကတ်ရတာတွေဒီ pro တွေဘာတွေကောင်းစားတာတွေဘာညာရဟုတ်တယ်မလားဆိုတော့မလွယ်ဘူးဆိုတာလည်းသိတယ်ဆိုတော့အဲ့လောက်ကြီးလေဒီ AI နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံမရှိတဲ့လူလည်းမဟုတ်ဘူး AI နဲ့ပတ်သက်ထားတဲ့ဟာတွေဘယ်လိုလုပ်ရလဲအကုန်လုံးသိတယ်အဲ့ကောင်တက်တာဆိုလို့တဲ့သူ့လိုက်ရသူ scale ကိုချပြပြီး sharing မလုပ်ဘဲနဲ့ video လိုက်ကြည့်ပြီးစားကားဆရာလုပ်နေတာဆိုတော့ဒီနောက်ပိုင်းမှာ YouTube ကတော်တော်အဆင့်မီလာတယ်ဘာလဲဆိုတော့ဒီဘယ်လိုပြောရမလဲဟိုမျက်လုံးမမြင်တဲ့ blame မှာတောင်မှစာရိုက်နိုင်တဲ့အဆင့်ရောက်လာတဲ့ပုံစံအနေထားပေါ့နော်ဆိုတော့ YouTube မှာဆိုလို့ရှိရင်ငါဘယ်ချိန်ကလေးမှ sharing လုပ်လာလဲဆိုတာကိုမင်းတခုခုမပြောခဲ့မင်းတို့ဘာသူမင်းတို့ပြန်ပြီးတော့သွားကြည့်တယ်ဆိုတော့မင်းတို့ဆိုလို့ရှိရင်အလုံးစုံ88 16အဲ့ပတ်ဝန်းကျင်လောက်ပေါ့နော်အလုံးစုံရှိမှ21 22လောက်ပဲမင်းတို့ရှိအောင်ပါမင်းတို့ဒါနဲ့ပတ်သက်ပြီးတော့ဘာမှမသိသေးဘူးဆိုတော့မင်းတို့ကသူမင်းတို့တေချာလေးပြန်ကြည့်တေချာလေးပြန်ဟွာလောက်ပြီးတော့မှငါဘယ်ကလေးမှဒီလိုပြောလာလဲငါဘယ်ကလေးမှဒီလိုမျိုး sharing လုပ်လာလဲဆိုတာမင်းတို့ကသူမင်းတို့တေချာရှာပြီးတော့မှအောက်မှာ comment လေးလာမယ်မင်းတို့ရှာကြည့်တဲ့အခါမှာလေသိကြတယ်မင်းတို့မသိတဲ့အရာလေးရတော့မင်းတို့သိသွားမှာဒါကလည်းမင်းတို့အတွက်ကြိုးရှိရပါပဲဟုတ်လားဆိုတော့အဲ့တော့ငါပြောချင်တာကဒါဒီကောင်ကတော့ပြောမဲ့ဆိုရင်ဒါထွေထူးထူးတော့သွားပြီးတော့မပြောချင်ဘူးဘာလို့သူ့ video သူ့ animation video အောက်မှာလဲသူ့အကြံပေးထားတဲ့လူတွေရှိတယ်ပြောထားတဲ့လူတွေရှိတယ်စောက်ပြီးစောက်တဲ့ကောင်မမော့တာဆိုတော့လွတ်ထားလိုက်မယ်ဆိုတော့ဒီ video အောက်မှာလဲငါမှန်းဖွင့်ထားပေးမယ်ဆိုတော့ main video တစ်ခုတည်းနဲ့ငါဒီ animation မင်းတို့ရဲ့ဒီ AI animation ဆိုပြီးတော့လုပ်တဲ့ video တစ်ခုတည်းငါမှန်းပိတ်ထားတာမဟုတ်ဘူးအဲ့ဒါဘာဖြစ်လဲဆိုတော့ငါရောင်ပြီးတော့ upload တင်တဲ့အခါမှာငါမေ့ပြီးတော့ငါမှန်းဖွင့်ဖို့မေ့နေတာမန်ဖွင့်ဖို့မေ့နေတဲ့အတွက်ကြောင့်မလို့ငါဒီနောက်ကဗီဒီယိုတွေအကုန်လုံးပေါ့နော်မင်းတို့ရဲ့ဒီဘာမဟုတ်ညာမဟုတ်တဲ့
ဟာငါအချိန်ပေးပြီးတော့ reaction လုပ်တဲ့ video တင်မကပဲနဲ့ငါအနောက်က video တွေပါငါမှတ်မဖွင့်ထားဒါတော့မင်းတို့ကြောက်လို့မလို့ငါမှတ်မဖွင့်ထားတာတော့မဟုတ်ဘူးရှင်းအောင်တော့ပြောပြရပါနော်ဆိုတော့အဲ့တော့ငါတော့မှန်တိုင်းပြောတာပဲငါနေပေမရောဘူးငါနေပေမှာပတ်သက်တဲ့အရာတွေကိုငါ reaction လုပ်တယ် reaction လုပ်တဲ့အခါမှာလည်းငါစောက်ပြည့်တယ်ပြောတာမဟုတ်ဘူးငါပြန်ရှင်းပြတာရှိတယ်ငါဘေးမှာ reaction လုပ်တယ်ဆိုလို့ရှိရင်ငါဘယ်လိုမျိုး Discord ကိုငါဘယ်လိုသုံးလဲသိလား Discord ကိုငါဘယ်လိုသုံးလဲသိလို့မင်းကငါပြရမယ်ဆိုလို့ရှိရင်ဒါ Discord မျက်နှာပြင်ပေါ့နော်ဒါငါတို့ဒီ sorry ငါတို့ဒီ OBS မျက်နှာပြင် OBS မျက်နှာပြင်ပေါ်မှာဒါကတော့ငါရုပ်ဒါကတော့ငါတို့ဗာလဲဆိုလို့ရှိရင်ဒီ second screen ပေါ့နော် second screen ကိုငါဒီမှာထားထားတယ်ထားရဲဆိုတော့မင်းတို့ကောင်တွေဆွဲတဲ့ပုံတွေတို့ဒီငါတို့ဝါသနာရှင်တွေဆွဲတဲ့ပုံတွေတို့ဘာလို့ငါဘာလုပ်လဲဆိုတော့ဒီဘက်မျက်နှာပြင်ပေါ်မှာငါကြည့်ပြီးတော့မှငါပြောပြတာဒီဘက်မျက်နှာပြင်မှာငါပြောပြတယ်โอเคဟုတ်ပြီအဲ့ဘက်မျက်နှာပြင်မှာငါပြောပြတယ်နောက်တစ်ခုကငါအနေနဲ့အမားပြင်ပေးတယ်တို့တခုငါထောက်ပြတယ်အမားပြင်ပေးရဆိုလို့ရှိရင်ငါဘယ်မှာအမားပြင်ပေးလဲဆိုလို့ရှိရင်ငါဒီအပေါ်ပိုင်းမှာငါဒီလိုမျိုးကိုယ်တိုင်လက်နဲ့ဆွဲပြီးတော့မှငါဒီလိုလက်နဲ့ဆွဲပြီးတော့အမားပြင်ပေးတယ်ဆိုတော့ဟို sharing reaction လို့ပြောရအောင်လေဒါ reaction မဟုတ်ဘူးကွာသိရမလားငါ့ကို request လုပ်ကြတဲ့ beginner artist တွေအတွက်တည်တတ်ငါသာအမားပြင်ပေးတယ်ဟုတ်လားမင်းတို့ဗီဒီယိုပြောရတော့ပြောချင်လို့ပြောရတော့မဟုတ်ဘူးငါမှလည်းအချိန်ပေးပြီးပြောရတယ်ငါအချိန်မရှိရကြရမှာငါအချိန်ပေးပြီးတော့ပြောရတာပဲဟုတ်လားပြောချင်လို့တော့မဟုတ်ဘူးဒါပေမဲ့နေကြော်လာပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဟိုရောက်တဲ့ຢာတွေဖြစ်နေတယ်သိရမလားဒါဆိုငါတို့ကကျတော့စောက်ရှက်ရှိရယ်ကွာဒီမှာနေရကြတော့ငါတို့က animation နဲ့ပတ်သက်တဲ့ community ထဲမှာနေရတဲ့အတွက်ကြောင့်မလို့မင်းတို့တွေကတော့ဒါကပေါ့ပါလေးဆိုပြီးတော့မင်းတို့ဘာတိဘာသာတော့နေလိုက်မှာပဲသိရမလားဟိုမင်းတို့ဖြောပြေးတာပါဘာညာဆိုပြီးတော့မင်းတို့နေလိုက်မှာပဲအောင်ဖြောပြေးတာဆိုတာကသူ့အပိုင်းနဲ့သူဆိုပြီးတော့တက်ရှိရယ်နေပေရောပြီးတော့ဗျမ်းမရာပုံစံအနေထားတွေဖြစ်နေရတော့အဲ့ဒါဖြောပြေးရလို့မခေါ်ဘူးကွာအဲ့ဒါရောက်ပောက်ကရရောက်တဲ့ຢာတွေဖြစ်နေရလို့ပြောလို့ရတယ်ဆိုတော့ကြိုက်တာပြောလို့ရတယ်ကြိုက်တာမှန်းလို့ရတယ်ငါကတော့အရေးလုပ်ပြီးတော့ reply တော့ပြန်နေမှာမဟုတ်ဘူးဒါကတော့မင်းတို့သိအောင်ပြောလိုက်တာဆိုတော့ဘာလို့လဲဆိုတော့ဒီ type နေပါရိုက်ပြီးတော့ငါစကားတိုင်းလူနေရအောင်လားငါမှအဲ့လောက်ထိချိန်ရမှာမဟုတ်ဘူးဆိုတော့မင်းတို့ကမင်းတို့ကြိုက်တာဒီအောင်မှမှန်သွားလို့ရတယ်ကြိုက်တာပြောလို့ရတယ်ဟုတ်လားစိတ်ရှိတိုင်းကြိုက်တာရုပ်လေးရတယ်ရေးလို့ရတယ်အဓိကတော့ငါနဲ့ပဲရောက်လာလို့ငါတော့ငါပြောတာပဲငါပောက်ခဲ့ရတယ်ငါလောက်ထားတဲ့ video ထဲမှာနေပဲရောနေရတို့တခြား reaction artist တွေလုပ်တယ်လို့မျိုးဟိုပြောမယ်ဆိုရင် video trend ဖြစ်နေတဲ့ video တစ်ခုတက်လာတိုင်းငါလုပ်နေတာမဟုတ်ဘူးငါနေပဲတီးတယ်မယ်ငါလုပ်နေတာဆိုတော့အဲ့ဒါတော့မင်းတို့သဘောပေါက်မယ်ထင်တယ်ဆိုတော့အခု comment ထဲမှာလာဟောင်းနေရလဲဒါမင်းတို့ရဲ့မင်းတို့ group ဆိုတဲ့ဟာပေါ့နော်မင်းတို့ group ဆိုတဲ့ဟာတွေကပဲနေမယ်ဆိုတော့အလုံးစုံရှိကွာအသက်14 15 16လေးဆိုတော့နင်တို့ကိုလည်းပြောလိုက်ရှင်တာကနင်တို့တခုခုမလုပ်ခင်နင်တို့အဲ့အရာကိုတေချာလေ့လာတေချာနားထောင်တေချာသင်ယူပြီးမှနင်တို့လုပ်တာနင်တို့အတွက်အကျိုးရှိရယ်မဟုတ်ဘူးဆိုလို့ရှိရင်စောက်တလွဲအချိန်ကုန်တယ်ကွာသိလားဆိုတော့ငါပြောနေတာတော့လောက်ပဲဆိုတော့ငါပြောရတဲ့မှာလည်းစကလုံးတွေကျန်းသွားတယ်ရမ်းသွားတယ်ပိုင်းပါမယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒါလူပေါ်မူတည်ပြီးတော့ဒီလိုပြောလို့ရလားဘယ်လိုပြောလို့ရလားဒါလူနားလည်မယ်စကားကွာသိလားရင်ကြီးကြီးပြောလို့နားလည်တဲ့လူတွေကရင်ကြီးကြီးပြောပြီးတယ်ဒီလိုပြောမှနားလည်မယ်လူတွေကဒီလိုမျိုးပြောပြီးတယ်ဒါပဲမင်းတို့ကြိုက်တာမှန်ကြိုက်တာရေးလို့ရတယ်ငါစောက်ကြီးမဆိုင်ဘူးဟုတ်လား bye bye